style ဘက်တွေကိုခုလိုမျိုး quality ကောင်းကောင်းနဲ့လုံးဝကိုနဲ့တီတီမိမိနဲ့ပေါ့နော်တိကျတက်ရက်ပြီးတော့ချုပ်တာကောင်းကောင်းနဲ့လိုချင်တော့ကျွန်တော်တို့ notify မှာအဲ့နံလို့ရပါတယ်အခုလိုမျိုးကိုပိုင်ပေါ့နော်ဒီဟိုကိုတိုင်းနဲ့ပေါ့နော်ဆွဲထားတဲ့ design တွေ pattern တွေနဲ့ကိုလိုချင်တဲ့ design တွေကိုလည်းတိကျအဲ့နံလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုပိုင် customer ရဲ့ကိုတိုင်းနဲ့ပေါ့နော်အတိအကျ pattern တွေဆွဲပေးပါတယ် pattern တွေဆွဲပြီးရင်ကျွန်တော်တို့လုံးဝကိုတိကျတည်တက်နေတဲ့ cutting တွေကိုရအောင်ဆွဲရပါတယ်ပြီးရင်ကျွန်တော်တို့ fabric တွေကိုလည်းတေချာကိုစိတ်ကြရွေးချယ်လို့ရတယ်ပြီးရင် fabric တွေကိုလည်းလုံးဝ quality မျိုးစားပေါင်းစုံနဲ့ဝတ်မဲ့နေရာနဲ့ကိုက်ညီတဲ့ဟာတွေကိုကျွန်တော်တို့ရွေးချယ်ပေးပါတယ်ပြီးရင်ချုပ်သားကောင်းရဖို့လုံးဝကိုကျွန်တော်တို့ဒီကျွမ်းကျင်တဲ့ဝန်ထမ်းတွေနဲ့တူချုပ်လို့ပေါ့နော် quality မီအောင်ချုပ်လုပ်ထားပါတယ်ပြီးရင်ကျွန်တော်တို့ set တွေကိုလည်းကျွန်တော်တို့လုံးဝခင်မိတဲ့ set ကြီးတွေကိုအသုံးပြုပြီးတော့ကျွန်တော်တို့ဒီအနောက်တိုင်းကပေါ့နော် quality တွေမီအောင်တွေကျွန်တော်တို့တခြားလေးချုပ်ပေးပါတယ်ပြီးရင်ကျွန်တော်တို့စီမှာဆိုလို့ရှိရင် fabric တွေကိုလည်းမျိုးစားများစွာအယောင်ဆုံးရွေးချယ်လို့ရပါတယ်ကိုယ့်ရဲ့ကိုယ်တိုင်းနဲ့ပေါ့နော်လုံးဝတီမီနေစဉ်ပေါ်မှာ style ပန်းနေနဲ့ဒီလုံးဝတီပပအထားကြဝတ်ချင်တယ်ဆိုတော့ကျွန်တော်တို့ဒီကိုင်းကိုအနှံလို့ရပါတယ်ကျွန်တော်တို့ဒီကိုင်းမှာဆိုလို့ရှိရင်မြို့သားဝတ်တင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီညာဝတ်ကနေပြီးတော့ပွဲတက်တွေထိပေါ့နော်တိုက်ပုံနဲ့ suit style ပန်းနေပန်းမျိုးစုံပေါ့နော်ကျွန်တော်တို့ဒီမှာနိုင်အနှံလို့ရပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ